လူတော်တော်များများအေးမိတိုင်းဒီဆေးကိုမှားတောက်နေကြတယ်ကျွန်တော်ဆရာဝန်တယောက်ပါလူနာမှာမြင်မှုတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်လူနာတိုင်းကအခုချိန်မှာတောက်တဲ့ဆေးတွေကမောက်ဆဲပေါ့မောက်ဆဲ900အားတွေ250အားတွေပေါ်နေတဲ့အတွက်ကြောင့်မို့လို့နှာသီးချောင်းစိုးလေးဖြစ်တာနဲ့ပဲတန်းပြီးတော့အဆေးကိုတွားပြီးတော့တောက်လိုက်ကြပါတယ်ဒါမှားနေတဲ့ချက်ပါအများစုအေးမိတာတွေကဗိုင်းရပ်စ်ကြောင့်ဖြစ်လို့မို့လို့ဘက်တီးရီးယားကြောင့်ဖြစ်တဲ့အဖျားနာတွေကိုတတ်လို့မရပါဘူးကျွန်တော်တို့ရဲ့ immune system ကနေပြီးတော့ပြန်တိုက်ခိုက်မှလာတယ်ပြန်ကောင်းပါတာရှိနိုင်ပါတယ်ဒါကြောင့်မို့လို့ဘက်တီးရီးယားကြောင့်ဖြစ်တဲ့အဖျားဆိုလို့ရှိရင်တော့ပိုးသက်ဆေးတောက်တာတွေကမှန်ရင်လည်းဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အဖျားအများစုဖြစ်တာတော့ကြောင့်မို့လို့ပိုးသက်ဆေးတွေခဏတောက်တာကတကယ်ကျွန်တော်တို့ခန္ဓာကိုယ်ကလိုအပ်ခဲ့လို့ရှိရင်ပိုးသက်ဆေးကမတိုးတော့တဲ့အထီကိုဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့လမ်းမှာရောင်းတဲ့ဆက်ဆေးတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဆရာဝန်ညွှန်ကြားခြင်းများပဲနဲ့ဆေးတွေကိုမတောက်သင့်ပါဘူးနောက်ပိုင်းဒီလိုလူတွေရှိလို့ရှိရင်အေးမိတန်းတောက်တဲ့လူတွေရှိလို့ရှိရင်လည်းဒီဗီဒီယိုလေးကိုများများ share ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာညချမ်းလေးဖြစ်ပါစေ